ဒီရုပ်ရှင်ဇာတ်လမ်းဟာတိတ်ဆိတ်တဲ့ရက်ကွက်လေးတစ်ခုကအန်နာဆိုတဲ့စောက်ကမြင့်မလေးရဲ့အခန်းထဲမှာစတင်ခဲ့ပါတယ်။သူမဟာဆလိုတီးနေတုန်းအရက်မူးနေတဲ့သူမရဲ့မအေလိုးပထွေးကအခန်းထဲဝင်လာပြီးနှောက်ယှက်ပါတယ်။အဲ့ဒီမအေလိုးကဆလိုကိုလူယူပြီးအန်နာကိုအဓမ္မကျင့်ဖို့ကြိုးစားပေမဲ့အန်နာကခြေလောက်နဲ့ကန်ထုတ်လိုက်လို့အဲ့ဒီမအေလိုးဟာပန်းအိုးနဲ့လဲပင်ဆိုင်ပြီးတေသွားပါတော့တယ်။ခဏကြာမှမအေလိုရဲသားတွေရောက်လာပြီးစောက်ကမြင့်မအန်နာကိုဖမ်းဆီးသွားပါတယ်။တရားရုံးမှာမအေလိုတရားတကြီးကသူမကိုလူငယ်ပြုတ်ရင်ရေးစခန်းအချင်းထောင်မှာ၄နှစ်ကနေ9နှစ်အထိကြာခံဖို့အမိန့်ချလိုက်ပါတယ်။အဲ့ဒီနောက်သူမဟာတခြားစောက်ကမြင့်မအချင်းသားတတွေနဲ့အတူဘတ်ကားစီးပြီးထောင်ကိုရောက်သွားပါတယ်။အဲ့ဒီမှာမအေလိုဝါဒါဖရန့်ကစီးကန်းတွေကိုရှင်းပြပါတယ်။အန်နာဟာအခန်းဖော်စောက်ကမြင်မှဂျီနီနဲ့အခန်းထဲနေရပါတယ်။ပထမဆုံးညမှာပဲဂျီနီကအန်နာအိတ်နေတော့သူမဘာသာတာယာဟုရှာနေတာကိုအန်နာနိုးသွားလို့တွေ့လိုက်ရပါတယ်။နောက်နေ့မှာစောက်ကမြင်မှကိုဒီကအန်နာကိုအဖွဲထဲဝင်ဖို့လာပြောပေမဲ့အန်နာကညှင်းလိုက်ပါတယ်။ဒါကြောင့်စောက်ကမြင်မှကိုဒီနဲ့သူ့အဖွဲကအန်နာကိုဝိုင်းထိုးကြပြီးစောက်ကမြင်မှကိုဒီကအန်နာကိုအနိုင်ကျင့်အနေနဲ့နမ်းလိုက်ပါတယ်။နာကျင်နေတဲ့အန်နာဟာမအေလိုဝါဒါဖရန့်စီအကူညီသွားတောင်းပေမဲ့အဲ့ဒီမအေလိုဖရန့်ကအခွင့်ကောင်းယူပြီးသူမကိုရီးတဲ့လူပြန်ပါတယ်။အန်နာကညင်းဆန်ပြီးအခန်းပြန်လာတဲ့အခါဂျီနီနဲ့စကားများပြီးနောက်ဆုံးမှာအန်နာနဲ့စောက်ကမြင်မှဂျီနီတို့ချစ်တဲ့နီးနောမိသွားကြပါတယ်။ထောင်ထဲမှာရန်ပွဲတွေခဏခဏဖြစ်တော့အန်နာဟာကိုကာကွယ်ဖို့စောက်ကမြင်မှကိုဒီရဲ့အဖွဲ့ထဲဝင်လိုက်ရပါတယ်။ဒါပေမဲ့မအေလိုဝါဒါဖရန့်ကတော့အန်နာကိုစက်တိုက်ဖိအားပေးပြီးအနိုင်ကျင့်လိန်ဆက်ဆန်ပါတယ်။အန်နာဟာစိတ်သက်သာပြီးစောက်ကမြင်မှပြင်းစားတွေစီကဆေးဝါးတွေယူသုံးကမူရစ်စေဆွဲသွားပါတယ်။နောက်ပိုင်းမှာစောက်ကမြင်မှအန်နာရဲ့အမေကလာတွေ့ပြီးမြအားပေးမဲ့အစားမအေလိုပထွေးကိုတတ်တဲ့စောက်ကမြင်မှဆိုပြီးဆဲဆိုသွားပါတယ်။အန်နာဟာစိတ်လေပြီးကိုတတ်တယ်ကိုကြူးစားရာကနေဆေးရုံရောက်သွားပါတယ်။အဲ့ဒီမှာစောက်ကမြင်မှသူနာပြုကကူညီမယ်ပလောလို့မအေလိုဖရန့်ကအဲ့ဒီသူနာပြုကိုအချင်းသားတယောက်ခိုင်းပြီးတတ်ခိုင်းလိုက်ပါတယ်။ဆက်ရှင်တက်လာတာကတော့အန်နာဟာမအေလိုဖရန့်ကိုလက်ဆိုင်ချီကိုဆုံးဖြတ်လိုက်ပါတယ်။စောက်ကမြင်မှကိုဒီစီကကင်မရာအသေးလေးယူပြီးမအေလိုဖရန့်ရဲ့ရုပ်မာမှုတွေကိုလှုပ်ဝက်မှတ်ကန်းတင်လိုက်ပါတယ်။လူမြန်းချမ်းသာခွင့်ရှောက်လဲချက်ပေးတဲ့နေ့မှာအဲ့ဒီဗီဒီယိုအထောက်ထမ်းကိုပြလိုက်တဲ့အတွက်မအေလိုဖရန့်ကအဖမ်းခံရပြီးယာတို့ကပြုတ်သွားပါတယ်။နောက်ဆုံးမှာတော့စောက်ကမြင်မှအန်နာဟာထောင်ကလွတ်လာပြီးသူမအမေနဲ့ပြန်ဆုံစည်းပြီးပရိသတ်အများကြီးရှေ့မှာဆလိုကိုခန်းတာစွာတီးခိုင်ရင်ဇလန်းပြီးဆုံးသွားပါတယ်။